ဝါလိုက်ရင်စီးစီးပိုင်ပိုင်လေးနဲ့ဆဲဆက်လို့ရတဲ့ဒီလိုမျိုးစားဘူးကြလားဒါကတော့ကျမ်းမာရေးအတွက်အရန်ကောင်းတယ်ဆိုရက်နာမည်ကြီးတရုတ်မျိုးရအဲလ်ချောင်းကိတ်လေးပဲဖြစ်ပါလေကဲဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့အဲလ်ချောင်းကိတ်တုံးလေးတွေကိုအဝတ်လေးနဲ့ပတ်ပြီးအမုံချအောင်ထိုးခွဲလိုက်ပါမယ်ပြီးရင်တော့ဆိုင်ရက်ဝါလေးနဲ့တေချာသမတ်အောင်မွေးပြီးကျညာလောက်စင်ထားပြရပါမယ်အထဲမှာထည့်မဲ့စီးတီးနီရဲ့တေချာသီးရဲ့နောင်မီလေးတွေကိုလည်းပို့ပြီးမွေးလာအောင်မီးအေးအေးလေးနဲ့လှော်ပေးထားပါမယ်ကျညာစင်ထားလို့ပျော်ဝင်သွားတဲ့အဲလ်ချောင်းရည်လေးကိုတဲအိုထဲထည့်ပါမယ်ပြီးရင်ကြောက်တကြားလေးထည့်ပြီးဒီလိုမျိုးဆေးကတ်လာတဲ့အထိအဆက်မပြတ်မွေးပေးဖို့တော့လိုမယ်နော်ကဲအခုဆိုရင်တော့စောစောကလှော်ထားတဲ့ပါဝင်ပစ္စည်းလေးရဲ့ကိုကြီးဘယ်ရီသီးလေးတွေရဲ့ကိုရောထည့်ပြီးတမတ်အောင်မွေးပေးလိုက်ပါတော့မယ်ကြည့်ပါဦးဘလောက်တောင်ဆေးကတ်နေလဲဆိုတာတကယ်ကိုတည်ရကြစရာပဲနော်တမတ်သွားပြီဆိုရင်တော့ပန်းလေးလေးထည့်လေခိုးမနေအောင်တေချာဖိသိပ်ပြီးအေးခံထားလိုက်ပါအေးသွားပြီဆိုရင်တော့ကိုလိုချင်တဲ့အရွယ်အစားလေးတွေလှိဖြတ်လို့ရပါပြီအထဲမှာပါဝင်ပစ္စည်းတွေအပြည့်ပဲနော်ဝါလိုက်တာစီးစီးပိုင်ပိုင်လေးနဲ့အခွဲမာသီးတွေရဲ့အနက်အရာသားလေးကလည်းသေးနေတာပါပဲအားအိမ်တွေပြည့်ဖြူးစေမဲ့ဒီလိုကျမ်းမာရေးမှုလေးကိုကိုယ်တိုင်ပဲဖြစ်ဖြစ်လှုပ်ရှားကြည့်ကြဖို့တိုက်တွန်းလိုက်ပါရင်နော်